ဒါလေးကနှစ်သက်ဖြူချင်ပါကျွန်တော်တို့ group C တွေက F2 ကွင်းရဲ့မြေပြင်အခြေအနေလေးပေါ့ဗျာကပ္ပပင်တွေလည်းကျွန်တော်တို့စိုက်ထားတယ်ရေလိုကပ္ပအနေနဲ့ကျွန်တော်တို့ဘဲစိမ်းကုန်လေးတွေထည့်ခဲ့ပြီပဲဒီနေ့နှစ်သက်ဖြူတွေအစားကောင်းပြီးတော့ဘဲစိမ်းကုန်တွေကတော့လက်သွားပြီတော်တော်များများပေါ့ဟိုကတော့မဲဇလီလီလေးလည်းချင်းနေတော့ကောင်းနေကြပါပြီရအဲ့တော့သူတို့ပေါင်းရှမ်းထားတာမကြံသေးဘူးဆိုတော့နည်းနည်းတော့ကြီးကောင်းနေရပါဗျာ